အားလုံးမင်္ဂလာပါဒီကနေ့ Reaper DAW မှာကျွန်တော် side chain လို့လုပ်မလဲပေါ့နော်ကျွန်တော်ကြည့်ကြည့်အောင်ကျွန်တော်ပထမအနေနဲ့ကျွန်တော်ကို side chain လုပ်မဲ့ဒီ trap နှစ်ခုပေါ့နော်အဲ့ဒါကိုယူမယ်ဆိုတော့အများဆုံးကတော့ bass နဲ့ဒီ drum ပေါ့နော်အဲ့မျိုးလောက်တာလည်းတခြားလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါတော့ကိုယ်စိတ်ကြတော့နားထောင်ကြည့်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတော့ကျွန်တော်ဒီ drum နဲ့ bass ပေါ့နော်drum နဲ့ bass ယူမယ်ဆိုတော့ကျွန်တော်ဖွင့်ကြည့်မယ်ဟုတ်လားမဟုတ်လားပေါ့နော် okay ဒါအောက်ကအပြာကတော့ဒီ bass ပေါ့နော်ဆိုတော့ကျွန်တော်ဒုတိယဆင့်အနေနဲ့ဒီကိုလုတ်မဲ့ကိုဖိချမဲ့ track တဲမှာပေါ့နော် composer ထည့်မှာဖြစ်တယ်နော် composer ထည့်မယ်ဆိုတော့ကျွန်တော်ဒါ bass ကိုဖိချမှာဖြစ်တဲ့အတွက်ကြောင့် bass ရဲ့ track မှာပေါ့နော်ကျွန်တော်ဒီ composer ကိုခေါ်မယ်ဆိုတော့ဒီ Reaper ရဲ့ဒီ built-in composer ပေါ့နော်အဲ့မှာကျွန်တော် COC KOS Cocox လာအဲ့ကောင်ရှိမယ်အဲ့ဒီထဲမှာပြန်သွားမယ်ဒီမှာ Realcom ဆိုတာရှိမယ် Realcom ကိုကျွန်တော်ယူမယ်ခေါ်မယ်ခေါ်ပြီးရင်မပြီးသေးဘူးဒီမှာဒီ main input ဆိုတာပေါ့နော်အဲ့ကောင်နှိပ်မယ်နှိပ်ပြီးရင်ဒုတိယတန်းပေါ့နော်ဒုတိယသူ့ရဲ့ main input ရဲ့အောက်ကဟာကိုကျွန်တော်ယူမယ်နော်ယူပြီးရတဲ့ကျွန်တော်တို့ဘာပြန်ပြီးတော့ဆက်လို့ရမလဲဆိုရင်ဒီကိုမဖိချမဲ့ပေါ့နော်ဒီဘယ်လိုကောမလဲကိုဖိချမဲ့အဲထဲမှာကျွန်တော်တို့ဒီ track နှစ်ခုယူရမှာလားတစ်ခုဟာကိုအပေါ်မှာဒီမှာ AOD row ဆိုတာရှိတယ်အဲ့သူ့ရဲ့ဟာကိုယူမယ်ဘယ် click နဲ့နှိပ်မယ်ဒီနှိပ်မယ်နှိပ်ပြီးတော့ခွဲဆွဲချမယ်ဆွဲချပြီးတော့ဒီထဲမှာဆွဲချမယ်ပေါ့နော်ဒီခုနကတော့ကျွန်တော်နှိပ်တဲ့ဟာထဲမှာရွေးတဲ့ဟာထဲမှာကျွန်တော်ဆွဲချမယ်အဲ့ဒါဆိုကျွန်တော်ကြောက်သွားပြီเนาะဆိုတော့ဘယ်ကျွန်တော်တွားချိလို့ရမယ်ဆိုရင်ဒီမှာခုနကတော့ဒီမှာအစိမ်းတန်းလေးတစ်ခုပဲပေါ်တယ်အကွာအဝါနဲ့စိမ်းနေပေါ့เนาะပေါ်လာပြီဆိုတော့သူကအစပြီးတော့အလုပ်လုပ်ရပြီဖြစ်တယ်เนาะဒါပေမဲ့ဒီကောင်ကအလုပ်လုပ်မှာမဟုတ်သေးဘူးပေါ့เนาะအကြောင်းလဲဆိုတော့ကျွန်တော်သူအလုပ်လုပ်ဖို့ဒီကကျွန်တော်ဒီ track show ပေါ့เนาะဆွဲချမှာသူကဒီမှာမီနီတန်းလေးပေါ်လာမှာပေါ့เนาะဒီမီနီတန်းလေးပေါ်မလာဘူးဆိုရင်သူကတော့အလုံးလုံးမဟုတ်ဘူးဖြစ်တယ်။တော့ပထမလည်းကျွန်တော်ပြန်ပြီးတော့ short ချမယ်။ Okay ကျွန်တော်ဖွင့်ကြည့်အောင်ပါနော်။ Okay ဒီမှာမီနီတန်းလေးမပေါ်ဘူးတဲ့လား။မီနီတန်းလေးပေါ်မလာသေးဘူးဖြစ်တယ်။မီနီတန်းလေးပေါ်တဲ့ဒီ threshold ကိုဒီကောင်ကိုကျွန်တော်ဆွဲချရမှာဖြစ်တယ်ပေါ့နော်။ဆွဲချမယ်စင်ချင်းစီပေါ့နော်။ဒီမှာကြည့်မယ်မီနီတန်းလေးပေါ်လာမှာဖြစ်တယ်။တော့ပေါ်လာတဲ့သူကဒီ side chain ကအလုပ်လုပ်ပြီပေါ့နော်အဲ့လိုပေါ့ဆိုတော့ဒါတော့ကျွန်တော်ညညလုပ်ချင်တော့ညညပြီပေါ့နော်အရန်ဖြည့်ရဆိုတော့ဒီအတန်ပျောက်သွားပေါ့ဒါလည်းသိစမပြေဒါမျိုးလို့ဆိုတော့ပြပေါ့နော် bounce ဖြစ်သွားတယ်ဒါစမပြေအဲ့လိုနေထားလေးပေါ့နော်ဆိုတော့ဒါ Reaper DAW မှာ side chain ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်လုပ်ခေါ်မလဲလုပ်ကြည့်ရပါတော့โอเคဒီမှာကြည့်နော်ဒီမှာမီနီဒါလည်းမရှိတော့ဘူးအဲ့ဒါဆိုသူကဒီ base ကအလုံးမလုပ်တော့ဘူးနော်side chain ကအလုံးမလုပ်တော့မချစ်မီနီတန်းလေးပေါ်တော့ကျွန်တော်ဆွဲချင်ခုံပေါက်နေမှာဖြစ်တယ်ခုံစောခုံပါနဲ့နော် bounce ဖြစ်တော့ပေါ့နော် okay ဆိုတော့ဒါလေးပါပဲဆိုတော့ကျွန်တော်ပြန်ပြီးတော့တွဲဖွင့်ကြည့်မယ်ဖြည်းဖြည်းချင်းစီဆွဲချမယ်ပေါ့နော်ကဲဒီမှာတော့မီနီတန်းလေးမပေါ်လာသေးဘူးဆိုတော့လုံးမလုပ်သေးဘူးပေါ့ဖြည်းဖြည်းချင်းစီဆွဲချမယ်ဖိချမယ်ဒါဆိုလုံးလုံးလိုက်နော်โอเคဒါပါပဲဆိုတော့ဒါတော့ကိုယ်စိတ်ကြိုက်ပါနော်ကိုကဘယ်လောက်ဆိုရင်ကြိုက်တယ်ပေါ့ဒါတော့ကိုယ်စိတ်ကြိုက်နားထောင်ပါနော်ဆိုတော့ဒါပါပဲဒါတော့ကျွန်တော်ဒီ Reaper DAW မှာပေါ့နော် Reaper DAW မှာ side chain ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်
ဘယ်လိုခေါ်လဲလေ့လာသွားကြဖြစ်တယ်ပေါ့နော် Okay thank you ပါ